လက်တော့တလုံးဝယ်ဖို့စဉ်းစားနေရဲဆိုရင်တော့မိတ်ဆွေဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်လိုက်ပါဒီဗီဒီယိုလေးကအကြောင်းသူကြောင်းသားတွေအတွက်အလိကရည်ရွယ်ပြီးတော့လုပ်ထားတဲ့ဗီဒီယိုလေးပါဒါပေမဲ့လက်တော့တလုံးကိုအခုမှစသုံးမဲ့သူတွေအတွက်ဆိုရင်တော့ဒီဗီဒီယိုလေးကအသုံးဝင်မှာပဲဖြစ်ပါတယ်လက်တော့တလုံးဝယ်ဖို့ဒီစဉ်းစားနေတဲ့အကြောင်းဒီတောင်းသားတွေအများစုမှားတတ်တာတွေကဒီ specification မြင်ဝယ်တာအကောင်းဆုံးလို့ထင်ကြတယ် gaming လက်တော့ဝယ်ရင်အားလုံးလုပ်လို့ရတယ်လို့ထင်ကြတယ်9.7က9.5ထက်အမြဲကောင်းတယ်လို့တွေးရတယ်ဒီလို user တွေကြောင့်ပဲဒီဒူတော်တော်များများကလေလက်တော့ဝယ်ပြီးတော့3လလောက်ကြာမှနောက်နားရတတ်ကြတယ်ဒါတွေကြောင့်ပဲဒီ price ဆန်တွေပူကုန်သွားတယ်တချို့ကတော့ဒီ battery မခံလို့စိတ်ညစ်ရတယ်တချို့ကတော့ဒီကြောင်းသွားကြောင်းလာတည်ရတာတွေအရင်လေးလို့မသုံးချင်တော့ဘူးဒီဗီဒီယိုလေးမှာတော့ကျွန်တော်လက်တော့ရောင်းတဲ့အတွေ့အကြုံနဲ့အကြောင်းသားတွေအတွက်တကယ်လိုအပ်တဲ့အချက်လက်တွေကိုကျွန်တော်တခြားအသေးစိတ်ပြောပြပေးသွားမှာပါပထမဆုံးမေးရမယ့်မေးခွန်းကလက်တော့မရွေးခင်ငါဘာအတွက်သုံးရမလဲဆိုတာကိုအရင်ဆုံးဖြေရပါမယ်လက်တော့ဆိုတာကအဝယ်စားလိုပဲဒီအားကစားလုပ်ဖို့ဝယ်တဲ့ဖက်နက်နဲ့ရုံးတက်ဖို့ဝယ်တဲ့ဖက်နက်မတူပါဘူးဒီလက်တော့မှလည်းအတူတူပါပဲဒီကျွန်တော်ဥပမာအကြောင်းသားဒီနယ်ပယ်၄ခုနဲ့ကျွန်တော်ဥပမာရှင်းပြီးတော့ပြောပြပေးပါမယ်ဒီ office student တွေအတွက်ဆိုရင် web excel powerpoint google document zoom လောက်ပဲသုံးမယ်ဆိုရင်တော့ high end laptop ကအသုံးမလိုအပ်ပါဘူးဒါကြောင့်ပုံမှန် RAM 8လောက်နဲ့ကိုအဆင်ပြေပါတယ်ဒီ IT computer science student ရဲ့အတွက်ဆိုရင်ဒီ programming တွေ virtual machine တွေ database တွေ Android studio တွေမှာသုံးမှာဖြစ်တဲ့အတွက် RAM ကပို့ပြီးတော့လိုအပ်လာတယ် RAM 60လောက်သုံးမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေပါမယ် CPU ကလည်းပို့ပြီးတော့အရေးကြီးလာပါတယ်ဒီ engineering student တွေကြတော့ဒီ AutoCAD တွေ SolidWorks တွေ Revit တွေလောက်မှာဖြစ်တဲ့အတွက် GPU ကအဓိကလိုအပ်လာပါတယ်ဒီ content creator student ရဲ့အတွက်ဆိုရင်တော့ Photoshop တွေ Premiere Pro တွေ CapCut တွေဒီ After Effects တွေဒီကောင်တွေသုံးမှဖြစ်တဲ့အတွက် CPU လဲလိုမယ် RAM လဲလိုမယ် SSD လဲလိုမယ်ဒီကောင်တွေသုံးခုလုံးကဒီ content creation တွေအတွက်အရင်အရေးကြီးလာပါတယ် CPU ကိုရွေးတဲ့နေရာမှာလည်းဘယ်လိုရွေးချယ်တင်လဲဆိုရင်ကျောင်းသားတွေအများစုမှာတာက CPU မှာက9.7ဆိုတာမြင်ဝယ်ချင်ရတယ်9.9ဆိုတာမြင်ဝယ်ချင်ရတယ်ဒါပေမဲ့ဒီ9.7 generation 7ကဒီ9.5 generation 12ထက်တောင်မှပို့ပြီးတော့နေနိုင်ပါတယ်generation ကပို့ပြီးတော့အရေးကြီးပါတယ်ဒီ minimum recommendation ပေးချင်တာကတော့2026မှာ Intel Gen 8အထက် AMD ဆိုရင် Ryzen 3000အထက်ကိုပို့ပြီးတော့ရွေးချယ်စေချင်ပါတယ်ဘာလို့လဲဆိုရင်ဒီ Intel ဆိုရင် i5 Gen 11တို့ i5 Gen 12တို့ AMD ဆိုရင် Ryzen 5 5500U တို့ Ryzen 5 5600U တို့ဒီ CPU တွေကပဲဒီအကြောင်းသားတွေအတွက်ဒီဈေးနှုန်းနဲ့ performance အရန်ကောင်းပါတယ်အရန်လဲတန်တယ် RAM ကိုကြည့်ပြီးဘယ်လိုဝယ်ရမလဲဆိုရင်ဒီ laptop နေတာက CPU ကြောင့်မဟုတ်ပဲ RAM ကြောင့်ဖြစ်တာကအများတတ်ပါတယ်အခုကျွန်တော်တို့ file တွေ video တွေရဲ့အခြေအနေအရဆိုရင် RAM 8က minimum ဖြစ်သွားပါပြီဒါကြောင့်မလို့ဒီ recommendation ပေးချင်တာက office student တွေလောက်ပဲသုံးမယ်ဆိုရင်တော့ RAM 8ကအဆင်ပြေသေးရယ် programming သုံးမယ်ဆိုရင်တော့ RAM 60လောက်ကအစားသုံးတင်တယ် video editing သမားအတွက်ဆိုရင် RAM 60 GB ကနေအနည်းဆုံးဒီ32 GB ချာလောက်ကတော့တုံးရင်ပို့ပြီးတော့အဆင်ပြေမယ်ဒါ RAM upgrade လုပ်လို့ရမယ့်အောင်လေတခြားဆေးရမယ်ဒီတချို့လက်တော်တွေက RAM စိုက်ထားပြီးတော့ upgrade လုပ်လို့မရတာတွေလည်းရှိရပါဒီအချက်လက်အတွေ့အကြောင်းမို့ပါဒီဒါကြောင့်မလို့ဒီနေ့ laptop ဝယ်မယ်ဆိုရင် SSD မပါတဲ့ laptop ကိုလည်းမဝယ်သင့်တော့ပါဘူး ADD ကဘူးတက်တာတွေနေတာတွေ software ဖွင့်တာတွေနေတာတွေဖြစ်တယ် SSD ကတော့ဘူးမြန်တယ် software မြန်တယ် battery တွေပူပြီးတော့ခံပါတယ်ဒီအနည်းဆုံးဒီ SSD 256GB ဒီအကောင်းဆုံးရွေးချယ်မှုကတော့ဒီ SSD 512GB ကိုပို့ပြီးတော့ရွေးချယ်သင့်ပါတယ်ဒီကျောင်းသားတွေအတွက်လည်း 512GB ကအဆင်ပြေဆုံးဖြစ်မယ်လို့ထင်ပါတယ်ဒီနောက်ထပ်ပြဿနာတစ်ခုက battery ပါမြန်မာနိုင်ငံမှာကမီးပြတ်တာကခဏခဏပြတ်တယ်အချိန်မမှန်ဘူးဒါကြောင့်မလို့ battery ကအရန်ရေးကြီးပါတယ်ဒီကျောင်းသားတွေဝယ်တဲ့အခါမှာ CPU ကိုပဲအဓိကကြည့်ပြီးတော့ battery ကိုမကြည့်ကြပါဘူး battery ကအနည်းဆုံး 80% အထက်တော့ဖြစ်ရပါမယ်second laptop တစ်လုံးဝယ်မယ်ဆိုရင် battery report ကိုတခြားဆက်ရပါမယ်နောက်တစ်ချက်ကတော့အလေးချိန်မှာဒီရဲ့ချက်ကိုလူတော်တော်များများမိနေတတ်ကြပါတယ်ကိုကအိမ်မှာပဲသုံးမယ်ဆိုရင်တော့ဒါကပြဿနာမရှိပါဘူး laptop ဝယ်ရဆိုကြတဲ့ကဒီအပြင်ပေါ်ပါတည်သွားချင်တာဆိုတဲ့ရည်ရွယ်ချက်ကတော့ပါမယ်လို့ကျွန်တော်ထင်ပါတယ် laptop ကောင်းတယ် specification မြင့်တယ်ဒါပေမဲ့ဒီ laptop ကအရန်လေးနေရဆိုရင်ဒီနေ့တိုင်းဒီចောင်းသားဆိုရင်ចောင်းတည်ရရင်3လလောက်တည်ရရင်ကိုစိတ်ညစ်လာတတ်ပါတယ်ဒါကြောင့်မလို့ចောင်းသားတွေအတွက်ကတော့ဒီ 1.2 kg တို့ 1.8 kg ဒီလောက်ရှိတာပဲပိုကောင်းမယ်လို့ထင်ပါတယ်နောက်တစ်ချက်ကတော့ screen မှာ screen ကတော့ကျွန်တော်နေတိုင်းကြည့်ရမယ့်အရာတစ်ခုဖြစ်တဲ့အကြောင်းဖြစ်တာကြောင့်ဒါအပြင်ဒီ spotlight ပါလားဒီ depth pixel လေးပါလားဆိုတော့ကျွန်တော်တို့သိချာဆက်ရပါမယ်ဒါကြောင့်မလို့ 80 screen တွေအတွက် full HD screen ကိုလည်းယူရရမယ်ဒီ IPS display ဖြစ်ရင်ပုံပြီးတော့ကောင်းပါမယ်
နောက်တစ်ချက်ကတော့ဒီပေါ့တွေအပိုင်းမှာလက်တော့ဝယ်ပြီးမှ USB port တွေမလို့လောက်ဘူးဆိုရင်စိတ်ညစ်ရပါတယ်အခုနောက်ပေါ်တဲ့လက်တော့တွေအများစုက USB-C နဲ့ပဲလာတာများပါတယ်ဒါပေမဲ့ဒီကိုကဒီဒုံငယ်တွေတက်ပြီးသုံးလဲအဆင်ပြေရဆိုရင်တော့ပြဿနာမရှိပါဘူးဒါပေမဲ့ဒီကောင်တွေကိုတော့တခြားစေရပါမယ်ကိုကဒုံငယ်တွေကိုတက်ပြီးမသုံးချင်ဘူးဆိုရင်ဒီ USB ပါရလားတိုက်စီပါလား HDMI ပါလားဆိုတာကိုတခြားစေပြီးမှဝယ်ယူသင့်ပါတယ်ဒါကြောင့်မလို့မြန်မာနိုင်ငံမှာကျောင်းသားတွေအများစုကဒီ budget အခြေအနေတွေကြောင့်မို့လဲဒီ second လက်တော့တွေတော်တော်များများဝယ်လာကြပါတယ်ဒါမှားရင်းတဲ့ချက်တော့မဟုတ်ပါဘူးဒါပေမဲ့ဒီ second လက်တော့တွေဝယ်တဲ့အခါမှာစေရမယ့်အချက်တွေကိုကျွန်တော်ပြောပြချင်ပါတယ်ဒီပထမဆုံးအနေနဲ့ keyboard ကိုတခြားစေရမယ်ဒီ MacBook သမားတွေဆိုရင် touchpad ကိုအဓိကစေရမယ်ဘာလို့လဲဆိုရင် MacBook က touchpad ကအရင်ကြီးတဲ့အစိပ်ပိုင်းတစ်ခုပါ battery ကိုလည်းတခြားစေရမယ် webcam ကလည်းအရင်ကြီးပါတယ် zoom meeting သမားတွေ video သမားတွေအတွက် webcam ကအရေးကြီးပါတယ်ဒါအပြင် wifi ခြေလားမခြေလားဘယ် wifi နဲ့ခြေတက်လားမတက်လားဆိုတော့လည်းတခြားစေရမယ် speaker ကောင်းလားမကောင်းလားအက်နေရဲ့အတန်းတွေထွက်လာအဲ့ဒါကိုလည်းတခြားစေရပါမယ် SSD hard ကိုလည်းစေရမယ် RAM ကိုလည်းစေရပါမယ် screen ကိုလည်းစေရမယ်ဒီကျွန်တော်တို့အသင်းငါပုံမှန်ရှိလား charger ကိုလည်းကျွန်တော်တို့တခြားစေရပါမယ်အပေါက်လေးချောင်းနေလားမချောင်းနေလားကိုလည်းကျွန်တော်တို့တခြားစေရပါမယ်ဒါကြောင့်မလို့ဒီလက်တော့ဝယ်တဲ့ခါမှာကိုယ်အိမ်7ပဲလား RAM ဘယ်လောက်လဲဆိုတာတက်ကိုဘာအတွက်သုံးမလဲဆိုတဲ့မေးခွန်းကပို့ပြီးတော့အရင်ရေးကြည့်ပါတယ်။ကျောင်းသားတယောက်အတွက်ဒီလက်တော့ကဒီ gadget တစ်ခုတင်မကဘူးဒီ4နှစ်5နှစ်လောက်အသုံးပြုရမယ့်လမ်းလေးတစ်ခုဖြစ်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ဒါကြောင့်မလို့ specification ကိုမကြည့်ခင်ကိုဘယ်နေရာမှာသုံးမိမလဲဆိုတာကိုအရင်စဉ်းစားပါလို့ကျွန်တော်ကတော့အကြံပေးခြင်းနဲ့မှန်ကန်တဲ့လက်တော့တစ်လုံးကိုဝယ်ယူတာကမိတ်ဆွေရဲ့ကဲ area တစ်ခုလုံးကိုပါတိုးတက်စေနိုင်တယ်မိတ်ဆွေရဲ့လုပ်ငန်းတွေကိုအလွယ်တကူမြန်မြန်ဆန်ဆန်ပြပြစေမယ်ကူညီပေးနိုင်မယ်လို့ကျွန်တော်ကယုံကြည်ပါတယ်